နောက်ပိုင်းမှာဖူဂျီရိုကဟေယာတိုကိုစနောက်တလို့နဲ့စကားပြောလာပါတယ်။အယာနေဟာအရင်တုန်းကဟေယာတိုရဲ့ပရိသတ်တယောက်ဖြစ်ခဲ့ကြောင်းနဲ့အခုချိန်မှာတော့တာကူမီမီနာတိုကအယာနေကိုမော်လက်ရှိတဲ့နတ်သမီးလို့တောင်ခေါ်နေကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီစကားကိုတိုးတိုးလေးပြောပြီးဖူဂျီရိုကထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲဟေယာတိုကအယာနေထံလာပြီးသူမနဲ့တီးတန့်စကားပြောချင်တယ်လို့ပြောပါတယ်။သူကတာကူမီနဲ့တခုတည်းသောအမှုပညာအေဂျင်စီမှာအလုပ်လုပ်နေကြကြောင်းရှင်းပြပါတယ်။တာကူမီကသူ့ထက်အတွေ့အကြုံပိုများပေမဲ့သူကိုယ်တိုင်လည်းအများကြီးလေ့လာနေရဆဲဖြစ်ကြောင်းဟေယာတိုကပြောပါတယ်။အဲ့ဒီနောက်ဟေယာတိုကမမျှော်လင့်ထားတဲ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။တကယ်ပဲငါရဲ့ပြိတ္တဖြစ်ခဲ့တာလား။ဟေယာတိုကအထက်တန်းကျောင်းတုန်းကအယာနေကိုလုံးဝတတိမထားမိခဲ့ကြောင်းဝန်ခံပါတယ်။အယာနေကတော့စိတ်မလှုပ်ရှားပဲသူတို့နှစ်ယောက်ကအတန်းမတူကြတာကြောင့်သူမကိုမမှတ်မိတာဟာအံ့ဩစရာမဟုတ်ကြောင်းပြန်ပြောပါတယ်။ဒါပေမဲ့ရုတ်တရက်ဟေယာတိုကအယာနေထံကိုကိုကိုင်းလာပြီးနမ်းလိုက်ပါတယ်။အယာနေဟာအံ့အားသင့်သွားပြီးခဏတာဘာလို့ရမှန်းမသိပဲတိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီအနမ်းဟာအယာနေဘဝမှာပထမဆုံးအကြိမ်ခံစားရတဲ့အနမ်းဖြစ်နေခဲ့ပါတယ်။ပွဲကနေအယာနေထွက်လာတဲ့အချိန်မှာတော့တာကူမီနဲ့ဖူဂျီရိုတို့စကားပြောနေကြတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်အယာနေစိတ်ထဲမှာမတက်မတာဖြစ်လာပါတယ်။အဲ့ဒီနောက်မစ်အိုဆာကအယာနေထံလာပြီးတာကူမီနဲ့ဖူဂျီရိုတို့ဟာအလွန်လိုက်ဖက်တဲ့စုံတွဲလိုပဲလို့ပေါ့ပေါ့ပပပြောပါတယ်။ထို့နောက်တာကူမီနဲ့အရန်နီးကပ်မသွားဖို့လဲအယာနေကိုတတိပေးပါတယ်။မစ်အိုဆာရဲ့အဆိုအရတာကူမီဟာမိန်းကလေးတွေနဲ့ပတ်သက်တဲ့အတွေ့အကြုံများပြီးသူ့ရဲ့ဆွဲဆောင်မှုကြောင့်လူတွေကိုလွယ်လွယ်နဲ့ရင်ခုန်သွားစေနိုင်သူတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီညမှာပွဲကနေပြန်ဖို့ပြင်နေတဲ့အယာနေကိုယိုကိုဟာမာကကားနဲ့လိုက်ပို့ပေးမယ်လို့ကန့်လန့်ပါတယ်။အယာနေကအစပိုင်းမှာတိုးဆုပ်နေခဲ့ပေမဲ့နောက်ဆုံးမှာလက်ခံလိုက်ပါတယ်။ဓာတ်လေကားထဲမှာအယာနေကယိုကိုဟာမာကိုလက်ဆောင်တစ်ခုရင်ကြေးကြေးပေးလိုက်ပါတယ်။ဒါပေမဲ့ယိုကိုဟာမာကအယာနေပေါ်မတင်တော်တဲ့အပြုအမူတွေစတင်ပြုလုပ်လာပါတယ်။အခြေအနေပိုဆိုးမလာခင်မှာပဲယိုကိုဟာမာရဲ့ဇနီးမစ်မိုကိုရောက်လာပါတယ်။သူမကအရင်ကတည်းကခင်မုန်းဖြစ်သူကိုတန်တရားရှိနေခဲ့တာဖြစ်ပြီးနောက်ဆုံးမှာသူ့ခင်ပွန်းရဲ့မတင်တော်တဲ့အပြုအမူကိုကိုယ်တိုင်မြင်တွေ့လိုက်ရပါတယ်။နောက်တစ်နေ့မှာအယာနေအလုပ်ကိုရောက်လာပေမဲ့စိတ်တက်ကြနေပါတယ်။တာကူမီမှာချစ်သူရှိနေပြီဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့နေပြီးအဲ့ဒီသတင်းတွေကအယာနေကိုအလွန်စိတ်မကောင်းဖြစ်စေပါတယ်။အဲ့ဒီအချိန်မှာဟေယာရိုရောက်လာပြီးဒီနေ့တာကူမီလာရောက်ကူတာမှာမဟုတ်တဲ့အတွက်သူ့အစားသူလာပေးတာဖြစ်ကြောင်းပြောပါတယ်။ထို့နောက်ဟေယာတိုကအယာနေကိုသူမကြိုက်ကြောင်းဖွင့်ပြောပြီးထပ်မံနှမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဘာမှမဖြစ်ခင်မှာပဲတာကူမီရုတ်တရက်ရောက်လာပါတယ်။နှစ်ယောက်စလုံးအံ့အားသင့်သွားကြပါတယ်။ဟေယာတိုကချက်ချင်းပဲမစ်အိုဆာကတာကူမီလုံများနေတဲ့အတွက်သူ့ကိုလာခိုင်းတာဖြစ်ကြောင်းရှင်းပြပြီးကူညီပေးခြင်းယုံတာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့တာကူမီကအခြေအနေကိုဓာတ်ရိုက်ရှင်းပြလိုက်ပါတယ်။သူနဲ့ဖူဂျီရိုတို့ရဲ့ဆက်ဆံရေးပြီးဆုံးသွားပြီဖြစ်ကြောင်းအယာနေကိုဖုံးကွယ်ထားခဲ့တဲ့အရာတွေအားလုံးကိုရိုးရိုးသားသားပြောပြခြင်းလို့လာခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။တစ်ဖက်မှာတော့ဟေယာတိုနဲ့ဖူဂျီရိုတို့တီးတန့်ဖုံးပြောနေကြပါတယ်။သူတို့နှစ်ယောက်စလုံးကတာကူမီနဲ့အယာနေတို့ပိုပြီးနီးကပ်လာမှာကိုစိုးရိမ်နေကြပါတယ်။ရက်အနည်းငယ်ကြာပြီးနောက်တာကူမီကသူတို့ပထမဆုံးညစာစားခဲ့တဲ့စားတောက်ဆိုင်ကိုအယာနေကိုထပ်ခေါ်သွားပါတယ်။တာကူမီကဖူဂျီရိုနဲ့သူ့ရဲ့အတိတ်အကြောင်းအယာနေကိုဖုံးကွယ်ထားခဲ့မိတာအတွက်တောင်းပန်ပါတယ်။ဒါပေမဲ့အယာနေကလွယ်လွယ်နဲ့ခွင့်မလွတ်နိုင်သေးပါဘူး။သူမကတာကူမီဟာသူမအကြောင်းအမှန်တကယ်မသိသေးကြောင်းပြောပါတယ်။သူမြင်နေရတဲ့အရာနေဟာပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ကြောင်းလည်းပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲဖူဂျီရိုရုတ်တရက်ရောက်လာပါတယ်။သူမကအယာနေကိုအရင်ကခေါ်ခဲ့တဲ့နာမည်ဖြစ်တဲ့ဒက်စကိုယိုဆူကာဟာရာလို့ခေါ်လိုက်ပြီးအယာနေဝိတ်မကြခင်ကပုံတပုံကိုထုတ်ပြလိုက်ပါတယ်။တာကူမီဟာပုံကိုမြင်ပြီးအလွန်အံ့အားသင့်သွားပါတယ်။ပုံထဲကမိန်းကလေးနဲ့သူ့ရှိမှထိုင်နေတဲ့အယာနေဟာလုံးဝမတူသလိုဖြစ်နေပါတယ်။ဒီတစ်ချိန်မှာတော့အယာနေကဘာကိုမှဖုံးကွယ်မထားတော့ပါဘူး။သူမကကိုလေးချိန်ကြပြီးနောက်သူ့ဘဝဘလောက်အထိပြောင်းလဲသွားခဲ့တယ်ဆိုတာပြောပြပါတယ်။အရင်တုန်းကအခန်းထဲမှာပဲပုံနေပြီးတနေ့လုံးဂိမ်းဆော့ကကိုတန်ဖိုးမရှိတဲ့လူတစ်ယောက်လိုခံစားခဲ့ရကြောင်းလည်းရင်ဖွင့်ပါတယ်။အဲ့ဒီစကားတွေပြောပြီးနောက်အယာနေကဘာမှထပ်မပြောတော့ပဲစားတောက်ဆိုင်ကနေထွက်ခွာသွားပါတယ်။တာကူမီကအယာနေကိုလိုက်ဖို့ကြိုးစားပေမဲ့အချိန်မမီတော့ပါဘူး။အပြင်မှာတော့သတင်းတပ်ပုံဆရာတွေကသူတို့နှစ်ယောက်ကိုတွေ့သွားပြီးချက်ချင်းဝိုင်းလာကြပါတယ်။မူလကတီးတန့်ဖြစ်တဲ့အချိန်လေးဟာခဏအတွင်းမှာပဲလူအများစိတ်ဝင်စားတဲ့သတင်းတစ်ခုဖြစ်သွားပါတယ်။အဲ့ဒီညမှာအယာနေဟာအခန်းထဲမှာတယောက်တည်းငိုကြွေးနေခဲ့ပါတယ်။နောက်တနေ့မနက်လမ်းပေါ်မှာအယာနေလမ်းလျှောက်လာချိန်မှာဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်ကသူမကိုရုတ်တရက်ထားလိုက်ပါတယ်။သူတို့ကတာကူမီနဲ့ဖူဂျီရိုတို့ရဲ့ဆက်ဆံရေးပြတ်တောက်သွားတာဟာအယာနေကြောင့်ဖြစ်တယ်လို့အပြစ်တင်ကြပြီးဒေါသတကြီးပြောဆိုလာကြပါတော့တယ်